အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်နဲ့တူမာနမနီဆိုတဲ့စာအုပ်ထဲမှာပါတယ်စာမျက်နှာ2ကိုအဲ့ဒီစာမျက်နှာ2မှာဘာတွေပါလဲဆိုတာကျွန်တော်နဲ့တူတွားပြီးတော့ဖတ်ကြည့်ကြမယ်ဒါကတော့စာမျက်နှာ2ပဲဖြစ်ပါတယ်ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဆိုကြည့်ကြရအောင်အောအာအာမောအီမီနောအာနာအာမေနာနောအာနာမောအီမီငောဥငူနာမေငူနောအာနာမောအီမီပေါ်ဥပူနာမေပူကောအာကာဒောဥဒူပေါ်ဥပူကာဒူပူငောဥငူဒောဥဒူပေါ်ဥပူငူဒူပူမောအာမာနောအီနီမာနီမောအာမာနောအာနာအောအာအာမာနီမာနာအာဒါကတော့စာမျက်နှာနံပါတ်2ကစရာဦးနဲ့တွဲတဲ့စာလုံးလေးတွေဖြစ်ပါတယ်ကြောင်းနဲ့တူဆိုကြည့်ကြရအောင်ဒေါ်ဦးဒူပေါ်ဦးပူငေါဦးငူဟောဦးဟူဒူပူငူဟူတောအာတာမောအာမာပေါ်အာပါဖောအာဖာတာမာပါဖာနောအာနာဟောအာဟာဟောအာအာကောအာကာနာဟာအာကာတောဤတီမောဤမီပေါ်ဤပီဒောဤဒီတီမီပီဒီတောအာတာပေါ်ဥပူတာပူပေါ်ဥပူနောအာနာပူနာဟောဥဟူတောအာတာဟူတာတောဤတီတောအာတာပေါ်ဥပူတီတာပူဒောဥဒူဒောဤဒီဒောဤဒီဒူဒီဒီအောအာအာဒောဥဒူကောအာကာအာဒူကာတောအာတာဒောဥဒူငောဥငူတာဒူငူမောအာမာဟောအာဟာတောအာတာမာဟာတာဒောဥဒူပေါ်ဥပူနောအာနာဒူပူနာဟောအာဟာပေါ်ဥပူနောအာနာဟာပူနာငောဥငူမောဤမီတောအာတာငူမီတာမောဤမီပေါ်ဥပူနောအာနာမောအာမာမီပူနာမာစာမျက်နှာ2ကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်